အားလုံးပဲမင်္ဂလာပါ Magic English Language and Computer School မှာကြိုဆိုပါရစေကျွန်မနှင်းဝေဆိုပါအခုရှင်းပြပေးခြင်းတဲ့သင်ခန်းစာအကြောင်းအရာလေးကတော့ nearest တန်ဖိုးတွေကိုရှာခြင်းပဲဖြစ်ပါတယ်ဒီသင်ခန်းစာလေးကိုမစခင်မှာဒီ nearest တန်ဖိုးတွေသင်ခန်းစာမှာပါတဲ့စကားလုံးလေးတွေကိုတော့ကိုကသိထားရမှာပဲဖြစ်တယ်အဲ့တော့ nearest ဆိုတဲ့အကြောင်းလေးသူကနီးရာယူခြင်းလို့ဖြစ်တယ်အဲ့တော့ nearest 10ဆိုတော့နီးရာ10ပြေကိန်းပေါ့ nearest 100ဆိုတော့နီးရာရာပြေကိန်း nearest 1000နီးရာ1000ပြေကိန်း round down တန်ဖိုး short ယူခြင်း round up တန်ဖိုးတိုးယူခြင်းဆိုတဲ့ဒီစကားလုံးလေးတွေရဲ့အဓိပ္ပာယ်ကိုတော့သိထားရမှာပဲဖြစ်တယ်အဲ့တော့ဒီအောက်ကသင်ခန်းစာကိုမရှင်းခင်ဒီ nearest တန်ဖိုးတွေကိုရှာတဲ့အခါမှာကိုသိထားတဲ့ဒီသင်ခန်းစာနဲ့ပတ်သက်တဲ့သဘောတရားလေးတွေကိုပဲကျွန်မအရင်ဆုံးရှင်းပြပေးခြင်းတယ်ဥပမာကျမတို့က17ဆိုတဲ့ခဏန်းလေးဆိုပါစို့17ဒီ10ဆိုတဲ့10ပြေကိန်း20ဆိုတဲ့10ပြေကိန်းကြားထဲမှာရှိတော့တန်ဖိုးလေးပဲဖြစ်တယ်ဒါဆိုရင်ကျမတို့က10ပြေကိန်းကိုရှာခြင်းနဲ့ဆိုရင်ပေးထားသောကဏ္ဍရဲ့10နေရာရှိတဲ့တန်ဖိုးကိုနံပါတ်1အနေနဲ့ယူမှာဖြစ်ပါတယ်ရှာမယ်ဒါဆိုရင်10နေရာမှာရှိတာဒီ1ပြီးတော့တာနဲ့ကျမတို့ကနောက်ကိုတစ်လုံး short ကြည့်မယ် short ကြည့်တဲ့အခါမှာဒီနေရာလေးမှာ1ဆိုတာလေးကိုမြင်နေရမှာပဲဖြစ်တယ်အဲ့ဒီတော့အဲ့ဒီမှာမှတ်ထားရမယ့်သဘောတရားဒီ0 to 4ဒါဆိုလို့ရှိရင်အရှိမရှိတဲ့10ပြေကိန်းနဲ့နီးပါမယ် forwardရှေ့မှာရှိတဲ့10ပြေကိန်းနဲ့နီးပါမယ်နောက်တစ်ခုကကြတော့5 to 9ဒါဆိုလို့ရှိရင်တော့ backward နောက်မှာရှိတဲ့10ပြေကိန်းနဲ့နီးမှာပဲဖြစ်ပါတယ်ဒါလေးကိုတော့မှတ်ထားရမယ်အဲ့တော့17ရဲ့နီးရာ10ပြေကိန်းကိုယူချင်တာဖြစ်တဲ့အတွက်10နေရာမှာရှိတဲ့ကိန်းတန်ဖိုးကိုလိုက်ရှာမယ်ပြီးသွားလို့ရှိရင်နောက်ထပ်တစ်လုံး short ကြည့်လိုက်တဲ့အခါမှာ1ဆိုတဲ့ကဏ္ဍလေးကိုတွေ့ရမယ်ဒါဆိုရင်သူ့ရဲ့တည်ရှိတဲ့နေရာလေးဒီ10ပြေကိန်း10နဲ့20ကြားမှာရှိခြင်းဖြစ်တယ်ဒါပေမဲ့နောက်ကကိန်းက0 to 4ဆိုတဲ့နေရာလေးမှာရှိနေတာလေးပဲဖြစ်တယ်ဒါဆိုရင်0 to 4ဆိုတဲ့နေရာလေးမှာရှိနေတာဖြစ်တဲ့အတွက်သူရဲ့နီးရာ10ပြေကိန်းဒီ10ပဲဖြစ်ပါတယ်ဒီသဘောတရားလေးကိုနားလည်ရမှာဖြစ်ပါတယ်အဲ့တော့နောက်ဒီသဘောတရားလေးကိုနားလည်တယ်ဆိုရင်တော့အောက်ကသင်ခန်းစာလေးကိုရှင်းပြပေးပါမယ်အဲ့တော့ဒီမှာဆိုရင် complete the table ဆိုပြီးတော့ဒီဇယားကွက်ကိုပြည့်စုံအောင်ဖြည့်ခိုင်းထားတယ်ခေါင်းစဉ်လေးပေးထားတယ်ပြီးတော့ရင်ဒီမှာအဓိကမှတ်ရမှာဒီ rule လေးပဲဖြစ်တယ်ဒီ rule လေးကိုတော့တေချာဖတ်ရမယ်အဲ့ဒီထဲမှာသူဗာပြောထားလဲဆိုရင် round to the nearest 100 near 100ရာပြည့်ကိန်းဒီနေရာလေးကတော့မဖြစ်မနေမှတ်ထားရမယ်နေရာလေးပါဒီနေရာလေးကအရေးကြီးပါတယ်ဒါဆို nearest 100ဆိုရင်နီးရာပြည့်ကိန်းကိုယူခိုင်းတာပဲဖြစ်တယ်ဒါဆိုရင်ခုနဒီသဘောတရားလေးကိုနားလည်တယ်ဆိုရင်ဒီပု္ပ္ပစာလေးကျမနဲ့အတူတူတွေ့ကြည့်ရအောင်ဥပမာသူပေးထားတဲ့တန်ဖိုးဒီ199ဒါဆို nearest 100လို့ပြောတာဖြစ်တဲ့အတွက်ကျမတို့က100ဆိုတဲ့ရာနေရာမှာရှိတဲ့တန်ဖိုးလေးကိုရှာမယ်ပြီးသွားရင်ကျမတို့ကနောက်တစ်လုံးထပ်ပြီး short ကြည့်မယ်အဲ့ဒီနေရာလေးမှာရှိနေတဲ့ကဏ္ဍလေးက6လို့ပြထားပါတယ်ဒါဆိုရင်6ဒီ5 to 9ဆိုတဲ့အုပ်စုထဲမှာပါပါတယ်ဒါဆိုရင်သူ့ရဲ့ဒီနေရာလေးကတော့ဘယ်ရာပြေကိန်းနှစ်ခုကြားမှာရှိမလဲဆိုရင်199ဖြစ်တဲ့အတွက်100နဲ့200ဆိုတဲ့ကြားမှာရှိနေဒါပေမဲ့ခုကျမတို့ရှာလိုက်တဲ့အခါမှာဒီမှာ6ဖြစ်နေတယ်တစ်လုံး short ကြည့်လိုက်တဲ့နေရာမှာ6ဖြစ်တဲ့အတွက်5 to 9ဆိုတဲ့အုပ်စုထဲမှာပါတဲ့အတွက် backward ဆိုတဲ့ဒီနောက်မှာရှိတဲ့ရာပြေကိန်းလေးနဲ့ပဲညီးမှာဖြစ်ပါတယ်ဒါဆိုရင်ကျမတို့နောက်တစ်ခုထပ်သွားကြည့်ရအောင်ဒါဆိုရင်ဒီနေရာလေးကတန်ဖိုးပေါ့နော်တန်ဖိုးလေးကိုထည့်မယ်ကျမတို့ကဒါဆိုရင်ဒီကွက်လက်ထဲမှာအားထည့်မလဲဆိုရင်ကျမတို့က200ဖြစ်တဲ့အတွက်ဒီနေရာလေးမှာ200ဆိုတာလေးကိုရေးပေးမယ်အဲ့တော့နောက်တစ်ခုကိုကျမတို့ထပ်ပြီးတော့သွားကြည့်မယ်ဘာလေးလဲဆိုရင်သူပေးထားတဲ့ကိန်းက366
ပြီနော်366ဆိုရင်သူ့ရဲ့တီရှိနေတဲ့ဒီကိန်းလေးဒီရာပြေကိန်းဘယ်နှခုကြားမှာရှိမလဲဆိုလို့ရှိရင်300နဲ့400ဆိုတဲ့ရာပြေကိန်းနှစ်ခုကြားမှာရှိပါမယ်ဒါဆိုရင်ပထမနံပါတ်1အနေနဲ့ခုနကျွန်မပြောထားသလိုပဲရာပြေကိန်းကိုရှာခိုင်းတာဖြစ်တဲ့အတွက်ရာနေရာမှာရှိတဲ့တန်ဖိုးကိုကျွန်မတို့အရင်ရှာမယ်ပြီးသွားရင်နောက်ထပ်တစ်လုံးထပ်လျှော့ပြီးတော့ကြည့်မယ်ဒါဆိုရင်အဲ့ဒီနေရာမှာရှိနေတဲ့ကိန်းဒီ6ဆိုတာလေးကိုတွေ့ရမှာပဲဖြစ်တယ်အဲ့တော့6ဆိုတာလေးဖြစ်နေတဲ့အတွက်ကျမတို့က5 to 9ဆိုတဲ့အုပ်စုထဲမှာပါတယ်ဒါကြောင့်မို့လို့သူဒီအနောက်မှာရှိတော့ရာပြေကိန်းနဲ့နီးမယ်သူရဲ့360ကျောင်းရဲ့နီးရာပြေကိန်းကတော့400ပဲဖြစ်တယ်ဒါဆိုကျမတို့ကဒီနေရာလေးမှာပါထည့်ပေးရမယ်ဆိုရင်400ထည့်ပေးမယ်ဒါဆိုရင်ကျမတို့ကနောက်ထပ်တစ်ခုကိုထပ်ပြီးတော့ရှာမယ်။ဘာလဲဆိုရင်နောက်တစ်ခုက800ကိုဒါဆိုရင်800ကိုဆိုကျမတို့ကရေးလိုက်မယ်8300နံပါတ်1အနေနဲ့ဒီ800ရဲ့ရာပြေကိန်းနှစ်ခုကြားကရာပြေကိန်းနှစ်ခုဒီ800နဲ့900ဖြစ်တယ်။ဒါဆို800နဲ့900နှစ်ခုဖြစ်တယ်။ဒါပေမဲ့အခုနကျွန်မပြောသလိုပဲရာပြေကိန်းကိုရှာခိုင်းတာဖြစ်တဲ့အတွက်ရာနေရာမှာရှိတဲ့တန်ဖိုးလေးကိုအရင်ရှာမယ်ပြီးရင်နောက်တစ်လုံးထပ်ပြီးတော့ကျမတို့ကနောက်တစ်လုံးထပ်ပြီးတော့စုပ်ကြည့်မယ်ပေါ့ရှော့ကြည့်တဲ့အခါမှာဟောဒီနေရာလေးမှာတွေ့ရတဲ့ကိန်းက3ဆိုတာလေးဖြစ်နေပါလိမ့်မယ်အဲ့တော့3ဆိုတာဒီ0 to 4ဆိုတဲ့အုပ်စုထဲမှာပါတယ်ဒါကြောင့် forward လို့ပြောတဲ့ရှေ့မှာရှိတော့ရာပြေကိန်းနဲ့နီးမှာဖြစ်တဲ့အတွက်သူဒီ800နဲ့နီးမယ်ဒါဆို800ရဲ့နီးရာပြေကိန်းဒီ800ပါဒါဆိုရင်ကျမတို့ကနောက်ဆုံးတစ်ခုရှာမယ်981ဒါဆိုရင်981ဒီ900ဆိုတဲ့ရာပြေကိန်း1000နဲ့ကြားမှာရှိပါတယ်ဒါဆိုလို့ရှိရင်ကျမတို့ကနီးရာပြေကိန်းကိုရှာခိုင်းတာဖြစ်တဲ့အတွက်ရာနေရာမှာရှိတဲ့တန်ဖိုးကိုရှာမယ်ပြီးရင်နောက်တစ်လုံးထပ်ပြီးတော့စုပ်ကြည့်မယ်ဒါဆိုရင်အဲ့ဒီနေရာမှာရှိနေတဲ့ကဏ္ဍဒီ9ဆိုတာလေးကိုတွေ့ရမယ်9ဒီ9 6 9 10 9အုပ်စုထဲမှာပါတာဖြစ်တဲ့အတွက်နောက်မှာရှိတော့ရာပြေကိန်းနေနဲ့နီးမှာပဲဖြစ်တယ်ဒါကြောင့်981ရဲ့ရာပြေကိန်းဒီ1000ပဲဖြစ်တယ်ဒီနေရာမှာကျမတို့က1000သွားထည့်ပြီးဒီနီးနဲ့နီးရာ10ပြေကိန်းနီးရာပြေကိန်းနီးရာ1000ပြေကိန်းတွေကိုရှာဖွေလို့ရပါတယ်ဥပမာနီးရာ nearest ထန်းကိုရှာခြင်းနဲ့ဆိုရင်10နေရာမှာရှိတဲ့တန်ဖိုးကိုလိုက်ရှာမယ်နောက်တစ်လုံးထပ်တိုးကြည့်မယ်0 to 4အုပ်စုထဲမှာဆိုရင်ရှေ့မှာရှိတဲ့10ပြေကိန်းနဲ့နီးမယ်5 to 9ဆိုရင်နောက်မှာရှိတဲ့10ပြေကိန်းနဲ့နီးမယ်ရာပြေကိန်းဆိုတာလည်းခုနရှင်းပြခဲ့တဲ့အတိုင်းပါပဲထောင်ပြေကိန်းဆိုရင်လည်းဒီအတိုင်းပါပဲထောင်နေရာမှာရှိတဲ့တန်ဖိုးကိုအရင်ရှာနောက်တစ်လုံးထပ်လျှော့ကြည့်0 to 4ဆိုရင် forward ရှေ့မှာရှိတဲ့ထောင်ပြေကိန်းနဲ့နီးမယ်5 to 9ဆိုရင် backward နောက်မှာရှိတဲ့ထောင်ပြေကိန်းနဲ့နီးမှာပဲဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာလေးကိုနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်